ကိုအီချင်းရှိမှသူများကိုကူညီနိုင်တာမင်းတို့အိမ်မှာဘာအီချင်းမှမရှိမိဘကူလို့ရပါမလားမိဘကိုကူတော့မယ်လိန်မာတော့မယ်မင်းတို့ဘာအီချင်းမှမရှိရင်အဲ့ဒါအပြောပဲလက်တွေ့မကြောက်ရည်ချင်းရှိဖို့လိုတယ်ကိုရည်ချင်းရှိမှကိုမိမကိုရည်ချင်းရှိမှကိုယောက်ျားကိုသားသမီးတွေကိုမိသားစုကိုဆွေမျိုးကိုလူတယောက်အရည်ချင်းမရှိတော့ဘူးဆိုတာနဲ့အဲ့ဒီမိသားစုတစ်ခုလုံးကသူ့ရဲ့တာဝန်ဝိုင်းထမ်းအရည်ချင်းမရှိတဲ့လူတယောက်မိသားစုတွေကိုရောက်လာရင်အဲ့ဒီမိသားစုတစ်ခုလုံးတာဝန်တွေယူထမ်းတချို့မိသားစုအရည်ချင်းရှိတဲ့သူကတယောက်လောက်ပဲရှိအဲ့ဒီအရည်ချင်းကလည်းမြင့်မြင့်မာမဟုတ်ဘူးတဲ့စားဖို့တောက်ဖို့တော့ပဲသူကရှာနိုင်တယ်တဲ့အဲ့လူသိအောင်ရှာတော့အမွေးမပြောင်တော့ကြံတဲ့သူတွေအကုန်ဝိုင်းစားပြတယ်လောကမှာအဲ့လိုမိသားစုတွေအများကြီးဒါကြောင့်သားတို့မျိုးမှတ်တာလူတယောက်အရင်ချင်းမရှိတော့ဘူးဆိုတာနဲ့ကြံတဲ့မိသားစုတွေအားလုံးကသူ့စားဖို့ပြီးတာဝန်တွေထမ်းကြရတယ်ဒါကြောင့်သားတို့တို့အရင်ချင်းမရှိတဲ့သူတွေမဖြစ်အောင်မနေကြပါနဲ့ကြိုးစားပြီးအရင်ချင်းတည်တော့လို့လားမလို့ဘူးလားအလိုက်တဲ့တော့ဖြေတာပဲပြောင်းလဲခြင်းတွေဘယ်နှယောက်ရှိတော့နည်းနည်းတော့ခတ်မယ်ဘုံပြောတဲ့ဟာအလှပြောနေတာမဟုတ်ဘူးနော်ဘဝအတွက်ပြောနေတာ